UFC လောကမှာလူသားတယောက်ထက်ပိုတဲ့တတဝရိုင်းတကောင်လိုကြင်ကြံတဲ့ကစားသမားမျိုးတစ်ခါမှမရှိခဲ့ဘူးပါဘူးထို့သက်ချက်နှစ်ပန်းအကျက်နဲ့တက်လုံးအရာရာမှာသူဟာတခြားသူတွေထက်တာလွန်နေပြီးလှောင်အိမ်တဲကိုအန်ဒီရဲ့အရှိဆုံးဝင်ရောက်လာတဲ့သူတယောက်ပါ14ပွဲကစား14ပွဲနိုင်ဆိုတဲ့မှတ်တမ်းနဲ့အတူသူ့အတွက်ရှုံးနိမ့်ခြင်းဆိုတာပုံမြင်တပုတ်လိုပါပဲအခုဆိုရင်သူဟာတောင်အာဖရိကရဲ့ကျွဲရိုင်းကြီးဒူပလက်စစ်ကိုတောင်အလေးသိပ်ခဲ့ပြီးပါပြီဒီနေ့မှာတော့ဝန်ပုတ်လွေလို့အမိရတဲ့ကမ်ဇက်ဘော့စ်ချီမာရဲ့ပြေတမိုင်းတစ်လျှောက်အကြမ်းတမ်းဆုံးဘဝဇာတ်ကြောင်းကိုအသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါပဲကမ်ဇက်ရဲ့စိတ်ဓာတ်ဟာတမဏီထက်မာကျိုးရတဲ့အကြောင်းရင်းကတော့သူ့ရဲ့ငယ်ဘဝကြောင့်ပါ1994ခုလေချေချင်းညာမှာသူ့မွေးခွားရခြင်းဟာ10 မီလီယံတွေကြားမှာပါအသက်6နှစ်အရွယ်မှာတင်သူဟာဥရောပရဲ့အဆိုးဝါးဆုံးစစ်ပွဲတစ်ခုကိုဖျက်ဆီးနေရပြီးသားပါလူဦးရေရဲ့4 ပုံ 3 ပုံလောက်သေဆုံးခဲ့တဲ့အဲ့ဒီငရေကန်းထဲမှာကမ်ဇတ်ဟာရှင်းတန်းနေရတာပါအသက်9နှစ်အရွယ်မှာသူဟာနပန်းပညာကိုစတင်သင်ယူခဲ့ပါတယ်သူ့အတွက်တော့နပန်းဆိုတာအားကစားတစ်ခုထက်မကပဲနေ့စဉ်ဘဝရဲ့ကြောက်မဲ့ဖွယ်ရတဲ့ကနေလွတ်မြောက်ရာလမ်းတစ်ခုဖြစ်ခဲ့ပါတယ်သူဟာအလွန်ပိုင်မီပါလုံးလို့ရုရှားနိုင်ငံရဲ့အဆင့်မြင့်ပြိုင်ပွဲတွေမှာတော့စူးရမရှိတဲ့ရခဲ့သူပါဒါပေမဲ့အသက်18နှစ်မှာတော့သူဟာပုံမကောင်းမွန်တဲ့ဘဝအတွက်မိခင်နဲ့အတူဆွီဒင်နိုင်ငံကိုထွက်ခွာခဲ့ပါတယ်ဆွီဒင်ရောက်ကကမ်ဇတ်ဟာချက်ချင်းဆိုသလိုဒေတာတွေနပန်းကလပ်ကိုဝင်ရောက်ခဲ့ပြီးလုံးနှစ်အတွက်နိုင်ပွဲ23ပွဲနဲ့ဆွီဒင်ချန်ပီယံ3ချိန်ဖြစ်လာခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်အထိသူဟာ MMA ကစားသမားမဟုတ်သေးပါဘူးညဘက်လုံခြုံရေးဝန်ထမ်းအဖြစ်အလုပ်လုပ်နေတော့တညမှာကော်နာမဂရက်ကနိုင်ပွဲရပြီးငွေပြီးအများကြီးရတာကိုမြင်လိုက်ရချိန်မှာတော့သူ့ဘဝဟာတစ်စစ်ချိုးပြောင်းလဲသွားခဲ့ပါတယ်စတော့ဟုမ်းကနာမည်ကြီး All Star Gym ကိုသူရောက်သွားတဲ့အခါနီးပြကသူ့ကို professional ကစားသမားလိုတော့ထင်ခဲ့ရပါတယ်အပြိုတန်း3ခွဲ professional 4ခွဲသူထိုးသမျှလူတိုင်းအလဲထိုးဒါမှမဟုတ်အရှုံးပေးခြင်းနဲ့ပဲအဆုံးသတ်ခဲ့ရပါတယ်ကမ်ဇတ်ဟာ UFC ထဲကိုရောက်လာတဲ့အခါမှာလဲဘယ်သူမှမလုံနိုင်တဲ့အရာတွေကိုလုပ်ပြခဲ့ပါတယ်66ရက်အတွင်း3ပွဲထိုးတတ်ခဲ့ပြီးအဲ့ဒီထဲက2ပွဲဆိုရင်10ရက်အတွင်းမှာတင်ကစားခဲ့တာပါပြိုင်ဘက်တွေကိုအနိုင်ရယုံတင်မဟုတ်တစ်ချက်မှပြန်မထိအောင် humiliate လုပ်နိုင်တဲ့အထိသူဟာကြောက်စရာကောင်းခဲ့ပါတယ်ဒါပေမဲ့အမြင့်ဆုံးကိုရောက်ခါနီးမှာကန်ဂျမကသူ့ကို right ချခဲ့ပါတယ် COVID-19 ကူးစက်ခံရပြီးအဆုတ်ဝေဒနာဆိုးရွားလာခဲ့လို့သူဟာလေ့ကျင့်ခန်းတောင်မလုပ်နိုင်ပဲဆေးရုံအကျဉ်းချင်းတက်ခဲ့ရပါတယ်စိတ်ပြတ်သွားလို့အနားယူမယ်လို့တောင်ကြေညာခဲ့ရပါတယ်ဒါပေမဲ့ချီချီညာခေါင်းဆောင် Ramzan Kadyrov ရဲ့တိုက်တွန်းမှုနဲ့ UFC ရဲ့အကောင့်စီလေးကြောင့်သူပြန်လာနိုင်ခဲ့ပါတယ်ပြန်လာနောက်ပိုင်းလီဂျီလျန်ကိုလေပင်းညွတ်အနိုင်ယူခဲ့တယ်လို့ Robert Whittaker ကပါ3မိနစ်ကပင်းအတွင်းမေချိုကျူးလောက်ထီအောင်ကြမ်းတမ်းစွာအလဲသိခဲ့ပါတယ်ကမ်ဇတ်ဟာ Whittaker လို့အဆင့်အတန်းမြင့်ကစားသမားကိုတောင်အပျော်တန်းတစ်ယောက်လို့ဖြစ်သွားအောင်လုပ်နိုင်ခဲ့သူပါအခုနောက်ဆုံးမှာတော့အာဖရိကရဲ့ကျွဲရိုင်းကြီး Douglas Duplessis ကိုသူကြော်ဖြတ်နိုင်ခဲ့ပါတယ် Duplessis ဆိုတာ Whittaker ကိုနိုင်အာဒီဆန်ညာကိုအရှုံးပေးအောင်လုပ်ခဲ့တဲ့တကယ်ဘီလူကြီးပါဒါပေမဲ့ကမ်ဇတ်ဟာဝန်ပုတ်လွေတကောင်လိုတွက်လက်ပြီးစာလောင်မှုပြင်းထန်နေခဲ့တာပါကမ်ဇတ်ရဲ့ရည်မှန်းချက်ကခပတ်တစ်ခုတည်းမဟုတ်ပါဘူး UFC သမိုင်းတခြားဘယ်သူမှမလုံနိုင်ခဲ့သေးတဲ့ဝိတ်ဒန်တောင်းကူရဲ့ Triple Champion ဖြစ်ဖို့သူဟာခြေလမ်းပြင်နေပါပြီအခက်အခဲတွေဖြောင်းနာမှုတွေနဲ့ပြည်ပဗီဇာပြဿနာတွေကိုကြော်ဖြတ်လာပြီးကမ်ဇတ်ဟာသူ့ရဲ့ Razablancy ကိုတလန်းချင်းတက်လန်းနေပါပြီဝန်ပုတ်လွေရဲ့အမဲလိုက်ပွဲဟာအဆုံးသတ်သွားမှာမဟုတ်ပဲနောက်ထပ်ခပတ်တွေပါသူသိမ့်ပိုက်သွားအောင်မှာဖြစ်ပါတယ်